မာကု9:20ကနေ23လူအတွင်းမှာထွက်သောအရာမူကားလူကိုညှဉ်းညူးစေသောအရာဖြစ်၏လူအတွင်းမှာထွက်တဲ့အရာကလူကိုညှဉ်းညူးစေတာနော်လူအတွင်းနှလုံးထဲကမကောင်းသောကြံစီခြင်းသူ့မယားကိုပြစ်မှားခြင်းမိမ့်မလွတ်နဲ့မှားယွင်းခြင်းလူအသက်ကိုတတ်ခြင်းသူဥစ္စာကိုခိုးခြင်းလောဘလွန်ကျူးခြင်းမနာလိုခြင်းလှည့်စားခြင်းညစ်ညူးခြင်းညူးစုခြင်းသူ့အတရေကိုဖျက်ခြင်းထောင်လွှားစော်ကားခြင်းလျှက်ပေါ်ခြင်းစိုးညစ်သောအရာများတို့သည်အတွင်းမှထွက်လာ၍လူကိုညှဉ်းညူးစေကြသည်ဟုမိန့်တော်မူ၏အပြစ်မှာတော့ဟိုအနူတွေကယွန်စရာပဲဟုတ်တယ်လေအဲ့ဒီ AIDS တွေအနူတွေမကတ်ချင်ဘူးယောဂကူးမှယွန်စရာကြီးဒါပေမဲ့ပိုကြောက်စရာကောင်းနေတာဘာလို့လဲအဲ့ဒီအနူတွေကိုကူညီမယ်ဆိုပြီးတော့မှဗန်းပြပြီးတော့မှအနူတွေရှိကခေါင်းပုံဖြတ်နေတဲ့ပုံကိုယ်တွေနိုင်ငံခြားကနေအထောက်ပံ့ကဒေါ်လာ3သိန်းရောက်လာရင်9000လောက်ကအိတ်ထဲထည့်ပြီးအနူတွေရှိ1000ပဲရောက်တယ်ဟိုအနူတွေကအပြစ်မှာယွန်စရာကြီးအနူတွေကိုပြပြီးအိတ်ထဲထည့်နေတဲ့သူတွေကဘယ်သူတွေလဲဖယားရှိမှယွန်စရာကောင်းတဲ့သူတွေအဲ့ဒီအနူကပိုကြောက်စရာကောင်းတယ်အပြင်မှာတော့ဟိုအနူတွေကတော့ကြောက်စရာကြီးယွန်စရာကြီးဆိုပေမဲ့တတ်တတ်ရရနဲ့တန်တမြတ်မြတ်ဝတ်ထားပြီးရေမွေးလေးစွတ်ပြီးမွေးကြိုင်ကြိုင်လေးနဲ့ဖယားရှိမှညင်ညူးနေတဲ့ပုံကိုယ်တွေအများကြီးပဲစိန်ရဲသားတွေရှိကခေါင်းပုံဖြတ်ဘလောက်ဆိုလဲအနူတွေရှိကတောင်မှခေါင်းပုံဖြတ်တဲ့လူတွေကြည့်လိုက်ရင်တော့ဟာဘယ်သူမှမသွားခြင်းနဲ့အနူတွေရှိကိုသွားပြီးကူညီနေတယ်ဆိုတော့အထင်ကြီးစရာလေးစားစရာပဲဒါပေမဲ့အတွင်းထဲမှာကြည့်လိုက်မယ်ဆိုရင်လူအတွင်းထဲကထွက်လာတဲ့လူကိုညှဉ်းညူးစေတဲ့အရာတွေပြည့်နှက်နေတဲ့ဒီခက်ကြီးဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ပါလို့မရဘူးဒီအနူကကြောက်စရာကောင်းတယ်ဟိုအနူထက်ပိုကြောက်စရာကောင်းတယ်တတ်ရရတန်တန်ပြန့်ပြန့်နဲ့အနူရှိကနေခေါင်းပုံဖြတ်ပြီးအကောင်းသားတွေဝဲနေကြတယ်ဘယ်လိုလုပ်ကြမလဲဒီအနူတွေကိုတော့လူတွေကမယွန်ကြဘူးမယွန်တဲ့အပြင်ဘာဖြစ်လဲလေးစားနေကြတယ်ချစ်တောင်ချစ်နေကြတယ်အော်အငယ်ဆုံးသောသူတွေကိုပြုစုနေတဲ့အနူတွေကိုမယွန်မရှာဘဲနဲ့တကယ်ကိုစေတနာစိတ်နဲ့ပြည့်နေတယ်လို့ထင်ရတယ်တကယ်တမ်းအတွင်းထဲမှာဘလောက်ကြောက်စရာကောင်းနေလဲဆိုတော့ကျွန်တော်တို့မသိဘူးဒီလူတွေဟာဖျားရှိမှယွန်စရာအနူတွေဖြစ်တယ်ဟိုလက်ပရိုစီတွေဟာယေရှုခရစ်တော်ကိုယာပြီးအသက်တာပြောင်းလဲပြီးမိမိအဖြစ်တွေကိုစွန့်ပစ်လိုက်ရင်ဖယားရှိမှသူဟာယွန်စရာမဟုတ်တော့ဘူးဟာလေလုယာအခုနပြောသလိုခန္ဓာကိုယ်မှာတော့အနူမဆွဲပေမဲ့စိတ်ဝိညာဉ်ရဲ့အနာဆိုတဲ့နုနာလောဘတတ်မှတ်ခြင်းဂုံပြိုင်ဝါကြွားခြင်းဒါတွေဟာအလွန်ကြောက်စရာကောင်းတဲ့ဖယားရှိမှနူးနေတာပဲအနူတယောက်ကကိုယ့်ကိုအကောင်းဆုံးဘိတ်ကပဇွန်ချောင်းငံပြားရည်တွေမိုးကုတ်လက်ဖက်တွေတကယ်အကောင်းစားနှစ်ပြန်ကျော်နဲ့အကောင်းဆုံးပါဆိုတဲ့အစာပလာတွေကိုဝယ်ပြီးတော့မှသူ့ရဲ့နူနေတဲ့လက်နဲ့ကောင်းကောင်းတုပ်ပြီးတော့မှကိုယ့်ကိုလာကျွေးရင်စားခြင်းမလားအကောင်းဆုံးတွေပဲသုံးထားတာလေအကောင်းဆုံးပစ္စည်းတွေပါဝင်ပစ္စည်းတွေကအကောင်းဆုံးပဲတကယ်ဈေးကြီးတယ်နေပဲသုံးထားတယ်ဒါပေမဲ့ဘာဖြစ်နေလဲနေထားတဲ့လူကအနူဖြစ်နေတယ်ဘယ်သူမှမစားခြင်းဘူးယွန်းတယ်မဟုတ်ဘူးလားအဲ့ဒါလိုပဲစိတ်နှလုံးထဲမှာအနူဖြစ်နေတယ်မတန်ရှင်းတဲ့စိတ်နှလုံးနဲ့ဘုရားသခင်ကိုလာပြီး hallelujah praise the lord ဆိုတာအနူလက်ဖတ်တော့ပဲအဲ့ဒါဖယားသခင်ကိုနူနေတဲ့စိတ်နှလုံးနဲ့လက်ဖက်တုပ်ပြီးလာကျွေးနေတာတင်လူပူဇော်နေတာဖယားယွန်ရှာတယ်အဲ့ဒီအနူတွေကိုတန်ရှင်းစေရမယ်ဟာလေလုယာနူနာကိုတန်ရှင်းစေကြလောဆိုတဲ့ခေါင်းစဉ်ကဒါကြောင့်တတ်တာဟိုအပြင်ကနူနာထက်ပိုကြောက်စရာကောင်းတဲ့အတွင်းမှာအနူဆွဲနေတယ်အတွင်းမှာမတန်ရှင်းတဲ့လက်တွေနဲ့အပြစ်တွေညှစ်စွန်းနေတဲ့စိတ်နှလုံးနဲ့
ဖယားကိုလာပြီးတင်လူပူဇော်နေတယ်ချီးမွမ်းခြင်းရဲ့ praise the Lord hallelujah ကိုတော်ကိုကျေးဇူးတင်ပါတယ်ကိုတော်ကိုချစ်ပါတယ်ဆိုတာအားလုံးဟာဖယားရှိမှဘာလဲအနူကျွေးတဲ့လက်ဖက်တုပ်ပဲဖယားယွန်းတယ်ကျွန်တော်တို့လည်းယွန်းတယ်အဲ့ဒီတဲမှာကျွန်တော်တို့မပါရဘူးသဘောပေါက်လားမသိဘူးအဲ့ဒီတဲမှာကျွန်တော်တို့ပါလို့မရဘူးဖယားသခင်နှစ်သက်တဲ့တန်ရှင်းတဲ့ရစ်ကိုပူဇော်ရမယ်ဟာလေလုယာနှစ်သက်တော်မူပွေသောကိုယ့်ရဲ့အသက်တာကိုပြုပြင်ခရစ်တော်ကလည်းသူ့ရဲ့အသွေးတော်နဲ့ဆေးကြောတန်ရှင်းပေးလိုက်ပြီးအနုယောဂါကိုပျောက်စေတယ်အပြစ်ရှိသမျှကိုဆေးကြောပေးပြီးပြန်ပြီးအပြစ်ထမ်းမလုပ်ပဲနဲ့ဒီတန်ရှင်းတဲ့အသက်တာကိုထိမ့်သိမ့်ပြီးတော့ခုနအနုတယောက်လိုပြန်လာပြီးကျေးဇူးတင်ပြီးပူဇော်တဲ့ပူဇော်တကားဘုရားသခင်လက်ခံတဲ့တန်ရှင်းတဲ့ပူဇော်ရာဖြစ်တယ်အဲ့ဒါကြောင့်တတိထားပါ